ဘာဖလားရဲ့စောင့်ကြည့်ရမယ့်အကြီးမားဆုံးပွဲတစ်ပွဲရောက်ရှိလာပါပြီဘရာဇီးအသင်းနဲ့မော်ရိုကိုအသင်းတို့ဟာဂရုစီအဖွင့်ပွဲမှာထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်တစ်ဖက်မှာတော့ကမ္ဘာဖလား9ကြိမ်ချန်ပီယံဘရာဇီးတစ်ဖက်မှာတော့ကာတာဝေါ်ကပ်မှာသမိုင်းတစ်ရေးထိုးခဲ့တဲ့အာဖရိကအင်အားကြီးမော်ရိုကိုအသင်းဒီပွဲမှာဘယ်အသင်းအသာရမလဲဆိုတာသုံးသပ်ကြည့်ရအောင်ပါဘရာဇီးအသင်းအတွက်အကြီးမားဆုံးပြောင်းလဲမှုကတော့နီးပြကားလို့အန်ဆယ်လော့တီရဲ့နီးစနစ်ပိုင်းဖြစ်ပါတယ်အန်ဆယ်လော့တီဟာအသင်းကိုပုံမတည်ငြိမ်တဲ့ကစားပုံနဲ့တိုက်စစ်မှာအရေးသွေးမြင့်ကစားသမားတွေကိုအသုံးချဖို့ပြင်ဆင်ထားပါတယ်ဗီနီရှက်ဂျူနီယာကတော့ဘရာဇီးရဲ့အဓိကတိုက်စစ်လက်နက်ဖြစ်ပြီးသူ့ရဲ့မြန်နှုန်းနဲ့တဦးချင်းကျော်ဖြတ်နိုင်မှုကမော်ရိုကိုခံစစ်အတွက်အန္တရာယ်ကြီးမှာပါတယ်ရာဖီညာနဲ့အခြားတိုက်စစ်ကစားသမားတွေကလည်းဂိုးဖန်တီးနိုင်စွမ်းရှိတဲ့ကစားသမားတွေဖြစ်ပါတယ်ဒါပေမဲ့နေမာရဲ့အခြေအနေကဘရာဇီးအတွက်စိုးရိမ်စရာတစ်ခုဖြစ်နေပါတယ်မော်ရိုကိုအသင်းကိုလည်းရှော့တွက်လို့မရပါဘူးပြီးခဲ့တဲ့ကာတာကမ္ဘာဖလားမှာဘယ်လ်ဂျီယမ်စပိန်ပေါ်တူဂီတို့ကိုကျော်ဖြတ်ပြီးဆီမီဖိုင်နယ်တက်ခဲ့တဲ့ပထမဆုံးအာဖရိကအသင်းအဖြစ်သမိုင်းရေးထိုးခဲ့ပါတယ်အသင်းရဲ့အဓိကခေါင်းဆောင်ဟာကီမီဟာညာဘက်ချမ်းကနေတိုက်စစ်ရောခံစစ်ရောအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေပါတယ်ဘရိုင်ဟင်ဒီယက်စ်လိုဖန်တီးနိုင်စွမ်းရှိတဲ့ကစားသမားတွေကြောင့်မော်ရိုကိုဟာတံပြန်တိုက်စစ်မှာအရန်အန္တရာယ်ရှိတဲ့အသင်းဖြစ်ပါတယ်သူတို့ရဲ့အားသာချက်ကတော့အသင်းလိုက်စည်းလုံးမှုနဲ့ခံစစ်ပိုင်းကောင်းမှုပါဒီပွဲရဲ့အဓိကတိုက်ပွဲကတော့ဘရာဇီးတိုက်စစ်နဲ့မော်ရိုကိုခံစစ်ကြားကဖြစ်လာမှာပါဘရာဇီးကဘောလုံးပိုင်ဆိုင်မှုနဲ့တိုက်စစ်ဖိအားပေးဖို့ကြိုးစားမှာဖြစ်ပြီးမော်ရိုကိုကတော့အမားဆောင်ပြီးအမြန်တံပြန်တိုက်စစ်နဲ့ကစားသွားနိုင်ပါတယ်နာမည်ကြီးလူစည်းရင်းနဲ့ကစားသမားတွေအရဘရာဇီးကအသာရပေမဲ့မော်ရိုကိုဟာအံ့အားသင့်စေနိုင်တဲ့အသင်းမှာခန့်မှန်းရလက်အနေနဲ့ဘရာဇီးတူမော်ရိုကို1လောက်ဖြစ်နိုင်တယ်လို့ခန့်မှန်းရပါတယ်ဘရာဇီးကချန်ပီယံဆုအတွက်စတင်တိုက်ပွဲဝင်မလားဒါမှမဟုတ်မော်ရိုကိုကနောက်ထပ်အံ့အားသင့်စရာဖန်တီးမလားဒီပွဲရဲ့ရလဒ်ကို6မှတ်မှာခန့်မှန်းပေးခဲ့ပါ